မှလည်းဒီမဆိုင်ပါဘူးဖြည့်ရှင်းဖို့လည်းစနေပါဆိုတော့ပြောထားပြီးသားပါအကုန် ဦးနေလင်းအောင်နဲ့ဖြစ်တဲ့ကိစ္စမှာလေဦးနေလင်းအောင်မျိုးသမီးမလို့ဘူးလို့ထင်လို့ပါအဲ့တော့ဦးနေလင်းအောင်နဲ့ဖော်ပြောက်ပါပါမယ်လိုပါနဲ့အဲ့ဆိုရှင်ဦးနေလင်းအောင်ကလည်းတိတက်တွေပဲဖြည့်တယ်ပါခေါ်ခဲ့ပါရှင်းနေပါတယ်ပါပါတယ်ဗျအရှိမရှိနေတယောက်ပါပါတယ်ဗျအခုတော်ရည်တဲ့အချိန်မှာပြင်နေပါတယ်ဗျအဲ့ဒါဆိုလို့ရှင်လည်းမလောက်သေးပါဘူးရှင်ဘာလို့လဲဆိုတော့ကျမဦးနေလင်းအောင်မိမသိတဲ့ခါကျတော့ရှင်ကျမတို့အဲ့တစ်စိတ်ဖြည့်ရှင်းနေဆိုတဲ့ခါကျတော့ဖြစ်စေချင်တော့ပါနော်အဲ့ဒါဆိုရင်ဦးနေလင်းအောင်မိမမစင်ကြားနေတော်ရည်တဲ့စာပို့တာပြန်လိုက်ပါလားခါဘယ်မစင်ကြားနေပို့လည်းမသိဘူးရှင်သူကအေးသွဲအင်္ဂလိပ်အေးသွဲနောက်မြန်မာအေးသွဲ page မှာပို့တာလောလောတဲ့ page တာမသိအဲ့ဒါဆိုလို့ရှင်တော့ sorry ပါအဲ့လောလောတဲ့ page ကကျမအလောလောတဲ့ page ဆိုတော့မဆိုင်ဘူးပေါ့နော်ကျမ admin တွေကအဲ့လိုမျိုးကိုကြီးကိုယ်တိုင်နေပတ်ပြီးဟိုပြန်มาစပြန်มาမဟုတ်ပါဘူးကျမဖုန်းနံပါတ်ကိုပေးလိုက်ပါနော်အဲ့ဆိုလို့ရှင်တော့ရှင်မျိုးသမီးကိုကျမတည်းရဲ့ဖုန်းပြောလိုက်ပါမယ်ဆိုရင်ကိုအခုလိန်တော့မယ်နော်ဆိုရင်ဦးနေလင်းအောင်ခလေးမဟုတ်ဘူးတလားကိုလိန်တာလိန်ဒါပေမဲ့ကိုထိခိုက်မဲ့အထိကိုမလိန်နဲ့ဦးနေလင်းအောင်အားလုံးကိုမေးပြောင်းနိုင်တယ်ဒါပေမဲ့ဒီလိန်နာတွေကိုအသားကျပြီးတော့ကို32နှစ်မင်းကလေးကလူတကြီးသိမလုံးနဲ့ဒုက္ခတွေရောက်ကုန်မယ်ဦးနေလင်းအောင်ကမင်းအိမ်ရှိမှမတည့်ရကားရပြီးပြောနေတာပါနော်အဲ့တော့ဒေါ်ရည်သွဲဦးနေလင်းအောင်ပဲမင်းရဲ့ဘဝရှိရေးမဟုတ်တော့လဲတုံရဲ့ဘဝရှိရေးအတွက် Hello တုံရဲ့ဘဝရှိရေးအတွက်ဦးနေလင်းအောင်ဟုတ်ဦးနေလင်းအဆက်ကနေဘာပြောပါလဲမသိကျမမကြားလိုက်လို့ရှင်ထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့မင်းကကိုလိန်နာတွေကိုဂုရီကိုရင်သားအသားကျနေတော့ပြောတာပါနော်အဲ့တော့မင်းနဲ့ဦးနေလင်းအောင်နဲ့ကိုယ့်ရဲ့ကိစ္စရကျမလိန်ချင်းမလိန်ဆရာဦးနေလင်းအောင်နဲ့မဆိုင်ဘူးဦးနေလင်းအောင်နဲ့ဟုတ်တယ်လေအခုဦးနေလင်းအောင်မိမနဲ့ဘာဆိုင်လို့လဲမင်းနဲ့ဦးနေလင်းအောင်နဲ့မင်းနဲ့ဦးနေလင်းအောင်နဲ့နှစ်ယောက်ဖြစ်တဲ့ကိစ္စမှာဦးနေလင်းအောင်မိမမင်းကဘာဆိုင်လို့လဲအဲ့ဒါမင်းကိုမင်းလိန်နေဆိုစကားကိုမင်းကလက်မခံသေးဘူးလေမလိန်ပါဦးနေလင်းအဲ့ဆိုလို့ရှိရင်ဦးနေလင်းအောင်တရားဝင်တက်နေနဲ့လုပ်လို့ရပါတယ်ကျမကတော့ဦးနေလင်းနဲ့ပတ်သက်တာဟုတ်တယ်ဦးနေလင်းအောင်အမျိုးသမီးမသိအောင်ပတ်သက်ခဲ့တဲ့ကြောင့်မလို့နောက်ဆက်တဲ့ပြဿနာတွေအကုန်လုံးဒီလေဦးနေလင်းအောင်မိမသိအောင်ကျမပြောမှရမယ်ဘာလို့လဲဆိုတော့ကျမမဖြည့်ရှင်းကျင်တော့ဘူးမဖြည့်ရှင်းနိုင်တော့ဘူးဦးနေလင်းအောင်မင်းမျိုးသမီးကအခုသိထားပြီးပြီနော်မင်းပြောမှတောက်တယ်မဟုတ်ဘူးသိထားပြီးပြီဦးနေလင်းအောင်မျိုးသမီးမင်းကိုက page မှာတော့ပြီးတော့မင်း admin ကိုမေးတာအဲ့မှာ message ပါဝင်လဲမိုးစီတောင်နဲ့အကောင့်နဲ့ဆိုရင်မင်းမေးလိုက်လေမင်းအဲ့ဒါကိုကိုလိန်နေတော့ငါပြောနေတာအဲ့ဒါလေဦးနေလင်းအောင်ပြောပြမယ်ကျမဖုန်းနံပါတ်ကိုဦးနေလင်းအောင်ပေးလိုက်လဲမခက်ခဲပါဘူးနော်ကျုပ်မျိုးသမီးကမင်းကိုဖုန်းဆက်လောက်အောင်ထိဖုန်းဆက်လောက်အောင်မတန်ဘူးလေကွာမင်းကသူဟာရဲ့ငါမိမရဲ့နေရာကိုမင်းကဒီဟိုအနေနဲ့ဝင်တာလေကွာအဲ့တော့ငါမျိုးသမီးကမင်းကိုမတန်နဲ့ငါမျိုးသမီးကမင်းနဲ့တန်ဖို့ဆိုရင်တော့ငါမျိုးသမီးငါ့ကိုပြောတယ်ယောက်ျားတဲ့